Hello, long time no see ပါစောနေကြရိုးတော့ပုံမှန်မရှိဘူးရတာပြီးတဲ့အတိုင်းပဲအစစ်စစ်တခြားပဲစောလိုက်တော့ကက်ကလည်းဒါဟီးရိုးပေါ်မူတည်ပြီးပဲရွေးလိုက်တာတနေ့စကားမဆက်ပေါ်လင်းနဲ့စော့ချင်းပေါ်လင်းရဲ့ channel subscribe လုပ်ပြီးတော့ join လိုက်ပါဒီကတော့အပြာကြားလေးကိုဒီကဆက်တာဒီပွဲကတော့သူ့နဲ့ပဲဥတည်ပြီးသွားမှာအကြပန်းနေနေဟွာပူပူဝကူဖာရဲ့ပုံစံလေးနဲ့အဲ့နှစ်ခုတည်းတစ်ခုတော့ရအောင်ဆက်မှာပေါ့အချင်းကြီးကတော့ကိုကတော့အလေးတာနေအဲ့တဲကတော့ဒါတော့အစင်ကြီးတို့ထည့်လိုက်တာပေါ့ဆက်ကတော့မိတ် item လို့မိတ်ထည့်လိုက်တာပဲအဓိကမိတ်နဲ့ maxman နဲ့ item ထည့်ရမယ့်ဟာပဲခွဲထားတာကျွန်တော်10နဲ့ i5 တွေကတော့အစင်ကြီးတို့ထည့်လိုက်တာပဲ item တွေကိုဒီကတ်တွေကတော့ hero လိုက်ရွေးတာပေါ့ပုံမှန်ရတော့မရှိပါဘူးဗီဒီယိုကတအားရှိတာမှဆိုလို့လေနည်းနည်းလေးဖြတ်ညက်ကလေးလောက်ထားတော့နည်းနည်းလေးတူသွားရတယ်လားဂျားထဲမှာတော့ကိုတော့ပြင်းစရာကောင်းကိုစောရတယ်ပေါ့ဒါပေမဲ့မကြည့်ချင်တော့ပြင်းနေရလို့တော့မရှိပါဘူးဒီ row တစ်ခုရဖို့သူပေးတဲ့ row ပေါ်မူတည်ပြီးတော့နောက်ဆုံးအထိကိုနောက်ဆုံးချိန်ကိုရအောင်ဆက်သွားရတာဆိုလို့နော်မကြည့်ချင်တော့ဘေခါဆော့ဆော့ပြင်းနေမရှိပါဘူးဒါပေမဲ့အရင်ပင်မပြီးညချင်းစော့တဲ့ခါဆိုရင်တော့စော့နေအိပ်ပျော်ရတဲ့ခါတော့ရှိရပါပေါ်လင်းကတော့နောက်ဆုံးချိန်ကြီးတရားမကြတော့တေးချားနေပြီဒီလိုချိန်နေတိုင်းဆိုရင်တော့အိုက်တန်နေရဆက်3 star ရော2 star ရောအဲ့ဒါ3 star ဖြစ်နိုင်ချေရှိနေပြီငါဘုံကဖာပြီခရီးဖြစ်ပြီ okay နေပြီ okay နေပြီမဲကိုကတရားမကြတော့အားချောင်းနိုင်ပြီလို့ဆိုတော့စိတ်မကောင်းပါဘူး Grandmaster ဒီနေ့ညီမငယ်တွေကိုနိုင်စားလို့ဖြစ်နေဒါနောက်ဆုံးပွဲညီပါရောက်နေပြီအချင်းကြီး first ပါပဲလုံးဝမကြပါဘူးဆက်ထားရတယ်အရင်ကောင်းနေလားသူတို့ကပဲမဆက်တတ်တာလားတော့မသိတော့ဘူးကိုကဒီမနေ့တော့အားမချောင်ရုပ်ပြကိုကဤပင်နာရောက်တော့အမြဲတမ်းကိုကြီးခံနေရဘလို့ဆက်ကိုမရအောင် Grandmaster မှာလာနိုင်ကြည့်ရကဲ first နဲ့လုံးဝပြတ်တက်နိုင်ရရှိပါပြီပေါ်လင်းနဲ့ဆော့ချင်တယ်ဆိုရင်တော့ပေါ်လင်းရဲ့ channel subscribe လုပ်ပြီးပေါ်လင်းနဲ့ join လိုက်ပါနော် first ကတော့တေးချနေဆိုတော့ဒီအားလုံးကိုကျေးဇူးတင်ပါတယ်